မင်္ဂလာပါရှင်ခင်ကကာတွန်း channel ကနေပရိသတ်တွေအားလုံးကြိုဆိုလိုက်ပါတယ်မမလေးတီခင်ရဲ့ channel အသစ်လေးဖြစ်တာမလို့ပရိသတ်တွေအကုန်လုံးကဗီဒီယိုလေးကိုမကြည့်ခင်မှာ channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကိုနှိပ်ထားပေးဖို့ပြောချင်ပါတယ်ရှင်ဒါဆိုရင်တော့ဆက်လန်းလေးကိုစလိုက်ပါမယ်မဲမောင်ပြီးတော့မိုးရီရွာသွန်းနေတဲ့ညတညမှာပေါ့တတော်လုံးကလျှက်စစ်လန်းကြောင်းတွေနဲ့မိုးချင်းတန်တွေကြောင့်ပို့ပြီးတော့ကြောက်မဲ့ဖွယ်ကောင်းနေတော့တယ်လူတွေပြောလို့ရှိတာတော့မိုးရွာသွန်းတဲ့ညတညမှာအဲ့ဒီတော်ရဲကိုခြေလန်းချလိုက်တဲ့သူတိုင်းတော်ရဲကနေအသက်ရှင်လျက်မထွက်သွားနိုင်ကြတော့ဘူးတဲ့ဒီနေ့မှာတော့အကြောင်းစုံကိုမသိတဲ့ရွာသူရွာသားတချို့ကနွားလဲစီးပြီးအဲ့ဒီတော်ရဲကနေတဆင့်ပွဲစည်းကိုသွားဖို့အတွက်ရောက်လာကြတော့တယ်မောင်မိုက်ပြီးမိုးတွေတဖြိုက်ဖြိုက်ရွာသွန်းနေတဲ့ညတညမှာအဲ့ဒီရွာသားတွေကပါတွေကြုံတွေ့ရမလဲဆိုတာကိုတိတ်ဆိတ်လွန်လာတဲ့တောကြီးကပဲသိနိုင်တော့တာပေါ့ရအောင်ဒါဘာလဲဗျဒီလမ်းကနေမသွားပါနဲ့လို့အတန်တန်ပြောရတဲ့သားနဲ့အခုတော့ကြည့်အောင်မိုးတွေတောင်ရွာလာတော့မယ်ပြီးတော့လေတောကြီးကအနက်ကြီးဘယ်လိုလုပ်ကြမလဲပြီးတော့မင်းဘာလို့အဲ့လောက်တောင်ကြောက်နေရတာလဲမိုးကချင်းနေတာပဲရှိသေးတာပါကွာရွာတော့ဥမာမဟုတ်ဘူးမိုးမရွာခင်ဦးလေးတို့ပွဲစည်းကိုရောက်သွားလိမ့်မယ်ဦးလေးဘာလို့နွားလေးကိုရက်လိုက်တာလဲဘာဖြစ်တာလဲမြန်မောင်းလေဗျာခဏလေးစောင့်ပါတားရေဘာလို့အဲ့လောက်တောင်အလင်းလိုနေရတာသားတို့အားလုံးနွားလေးကနေစင်းပြီးတော့အပေါ့အလေးသွားကျင်တဲ့သူတွေရှိရင်ဒီမှာပဲကိစ္စဖြတ်လိုက်ကြ။ဘာလဲဆိုတော့လေလံပွဲရောက်တဲ့အထိဦးလေးရရက်တော့မှာမဟုတ်ဘူး။ကြည့်လိုက်လေအရှိမတိုးနဲ့ကြီးပဲရှိတာ။ညကလည်းရောက်ခံနေပြီ။အဲတော်လန်းလေးကအစင်ပြေတာမဟုတ်ဘူး။ဒါကြောင့်အဲတော်တဲ့ရောက်တာနဲ့မြန်သွားမှဖြစ်မှာ။လမ်းမှာလုံးဝမရက်တော့ဘူးနော်။သားတော့အပေါ်သွားကျင်နေပြီဖေ။မြန်လေးသွားအောင်နော်။ကောင်းပြီသား။အဖေနဲ့အတူတူလိုက်ခဲ့။မြန်သွားကြမယ်အားလုံးကလည်းအပေါ်အလေးတွေသွားဖို့အတွက်နဲ့ဟိုဘက်ဒီဘက်ကိုသွားလိုက်ကြတယ်နောက်ထောင်မအောင်ရှင်ကျမတို့ဟိုချုံပုတ်ထဲကိုသွားလိုက်မယ်ကောင်းပြီဒါပေမဲ့ဂိုးတော့စိုက်အောင်တော့တော်ကြီးကကြောက်ဖို့ကောင်းတယ်ထဲတွေကိုသိမ့်မဝင်လိုက်ရင်နော်တချို့တွေကတစ်ပင်အနောက်တချို့ကမြေကမ်းရှိတဲ့နေရာကိုသွားပြီးမိန်းကလေးတွေကတော့ချုံပုတ်ထဲကိုသွားလိုက်ကြတော့တယ်ဦးလေးမင်းမောင်ရဲ့မျက်နှာကတော့ကြောက်လန့်မှုတွေနဲ့ပြည့်နေတော့တယ်ဖယားကြီးဒီလိုမဖြစ်သင့်ဘူးမိုးသာရွာလာရင်ဘာတွေကြုံအောင်မလဲမသိနိုင်ဘူးဟိုးတော့ကမိုးရွာတဲ့ညကိုတောင်မေ့နိုင်သေးတာမဟုတ်ဘူးအဲတုန်းကလည်းဒီတောတွေကနေပဲဖြတ်သွားခဲ့တာနှစ်တွေကလည်းအများကြီးကြာသွားခဲ့ပြီအဲပွဲစည်းကိုဒီတောတွေကနေဖြတ်သွားတဲ့အချိန်တိုင်းတခါမှမိုးရွာတယ်ဆိုတာမရှိသေးဘူးဒီနေ့ကြည့်ရတာဟိုမိုးရွာတဲ့ညပြန်ရောက်လာပြီနဲ့တူပါတယ်ကွာအတက်တိုင်းဆုံးမြန်လေးတောတွေကိုဖြတ်သွားမှဖြစ်မယ်လာကြတော့ဟေးအားလုံးလာကြတော့မြန်သွားမှဖြစ်မယ်မိုးရွာတော့မှတီးကအားလုံးရောက်ပြီမလားဟုတ်အားလုံးစုံပြီဦးလေးသွားကြရအောင်ဗျာဦးလေးကိုကြည့်ရတာတခုခုကြောက်နေတယ်လို့ပဲဘာဖြစ်တာလဲအစင်မပြေတာများရှိလို့လားဦးလေးဘာဖြစ်ပါဦးသမီးလေးရဲ့အားလုံးစင်ပြေပါတယ်ဟုတ်တယ်ဦးလေးစာရန်ပြောတာမှန်တယ်ပြောပြလေဦးလေးရဲ့မျက်နှာအစင်ပြေနေပုံမပေါ်ဘူးကျွန်တော်တို့တခုရှို့ထားနေတာလားအော်သားလေးအဲ့လိုတော့မဟုတ်ပါဘူးနွားလဲပေါ်တက်ကြတော့ပြီးတော့ဦးလေးပြောတာနားထောင်နော်တေချာလေးကင်ပြီးတော့ထိုင်ကြရှေ့လျှောက်တောကြီးရဲ့ကိုဝင်ရတော့မှာအဲလန်းနေရတိတ်အစင်ပြေတာမဟုတ်ဘူးဦးလေးကအမြန်မောင်းမှာမလို့အားလုံးဂူးဆိုင်နဲ့တေချာလေးကင်ပြီးတော့ထိုင်ရနော်ဦးလေးမင်းမောင်ရဲ့စကားကိုနားထောင်ပြီးတော့အားလုံးရဲ့မျက်နှာမှာကြောက်လန့်မှုတွေကပေါ်ပေါက်လာတော့တယ်သူတို့အားလုံးကနွားလဲပေါ်တက်ပြီးထန်လိုက်ကြတော့တာပေါ့အဲ့ဒီအချိန်မှာလုံးဝမိုးချုပ်သွားတော့တယ်လာမင်းကလည်းဝိုင်းနေပြီးတော့လက်အယောင်လေးကတိတ်ဆိတ်တဲ့တောထဲကိုကြားရောက်နေပါတယ်။တောကြီးကအရန်ကိုတိတ်ဆိတ်နေတာကြောင့်ခွေးတွေရဲ့ဦးတန်ဇီးကွက်တွေရဲ့ညည်းတန်နဲ့နွားလေးလေးကအရှင်မြန်တောလန်းထဲကိုဝင်ရောက်လာပါတယ်။အဲ့ဒီအချိန်မှာပဲမိုးချင်းလာပြီးတော့ဦးလေးမင်းမောင်ကြောက်နေတဲ့အရာကတကယ်ဖြစ်လာတော့တယ်။ဖေအားကြီးမိုးတွေရွာနေပါလား။ဒီလိုဆိုမဖြစ်သေးဘူး။အခုဘလို့လောက်ကြတော့မှလဲ။သားလေးတို့ရွာကိုပြန်သွားမှဖြစ်တော့မယ်။ဘာဖြစ်တာလဲဦးလေး။ဘာလို့နွားလေးကိုရက်လိုက်တာလဲ။ဘာလို့နောက်ကိုပြန်လဲရမှာလဲမိုးတွေရွာနေရလေဒီမိုးကကြောက်စရာကောင်းတဲ့မိုးပဲဒီတောထဲမှာမိုးရွာတာကောင်းတာမဟုတ်ဘူးပွဲစည်းကိုလည်းရောက်နိုင်မယ်မထင်ဘူးဦးလေးတို့ရွာကိုပဲပြန်သွားကြတာပေါ့ဦးလေးဘာဖြစ်လို့လဲရှင်းလင်းပြောပြစမ်းပါဗျာဦးလေးပြောပြီးသားပဲလေဒီတောလမ်းအဆင်မပြေဘူးလို့ဒါပေမဲ့ဦးလေးရေကျွန်တော်တို့နှစ်တိုင်းဒီလမ်းအနေနဲ့သွားကြတယ်ဒီတစ်ခါကျမှဘာတွေဖြစ်နေလို့ဦးလေးကကြောက်နေဟုတ်တယ်တီဟာဒါပေမဲ့မိုးတွေရွာနေရဲ့လေမိုးရွာတဲ့အချိန်ဒီတောထဲမှာရှောက်သွားနေတာသေမင်းကိုလက်ရက်ခေါ်နေရတဲ့အတူတူပဲ
ဒီတောထဲမှာမိုးရွာတဲ့အချိန်ဆိုဝိညာဉ်တွေအများကြီးကရှောက်သွားလေရှိတယ်အဲ့ဒီလိုမိုးရွာနေတဲ့အချိန်ကြီးဆိုရင်ဒီတောထဲကိုခြေချမိရဲ့သူတိုင်းကအသက်ပြောက်သွားတာကြီးပဲဒီလိုမျိုးမိုးရွာသွန်းတဲ့ညကဟိုးရင်နှစ်ပေါင်းများစွာတုန်းကတခါကြုံခဲ့ပြီးပြီအဲတုန်းကလေဦးလေးရွာသားတချို့ကပွဲစည်းကိုဒီတောထဲကနေဖြတ်ကူးဘူးတယ်ဒါပေမဲ့အကုန်လုံးသေသွားကြဒါဆိုရင်အခုဘယ်လိုလုပ်ကြမလဲဦးလေးမိုးတွေကလည်းတအားသေးနေပြီဒီမှာမိုးခိုလို့ရတဲ့နေရာလည်းရှိတာမဟုတ်ဘူး ဦးလေးအရှိမတင်းချိုင်းရှိရဲ့သမီးကတော့ကြောက်လာနေပြီအခုဘာတွေဖြစ်လာတော့မှလည်းမသိဘူးသမီးတို့လှုပ်ရောပါမလားယင် မကြောက်နဲ့သမီးဦးလေးတစ်ခုခုစဉ်းစားကြည့်လိုက်မယ်ဦးလေးတို့နောက်ပြန်လှည့်မှဖြစ်မယ်ဘာလဲဆိုတော့ဦးလေးသိတယ်လို့သူတို့အမဲလိုက်တဲ့နေရာကဦးလေးတို့နဲ့ဝေးနေသေးတယ်ဒါကြောင့်နောက်ပြန်ဆုံရင်ဦးလေးတို့မှီနိုင်သေးတယ်ဦးလေးနွားလဲကိုလှည့်လိုက် ဦးလေးမင်းမောင်ရဲ့စကားကိုနားထောင်ပြီးတော့အားလုံးကလှန့်သွားတော့တယ်နောက်တော့နွားလဲတစ်စီးမှထိုင်နေတဲ့သူတွေအားလုံးကတိတ်ဆိတ်သွားပါတယ်ဦးလေးမင်းမောင်လည်းနွားလဲကိုပြန်လှည့်လိုက်တော့တာပေါ့ဒါပေမဲ့အရှိကိုနည်းနည်းလေးရောက်တဲ့အချိန်မှာနွားလဲကရက်သွားပါတယ်ဘာဖြစ်လို့လဲဦးလေးဘာလို့နွားလဲကိုရက်လိုက်တာလဲ အရှိကိုလည်းကြည့်လိုက်အောင်သမီးရဲ့ အရှိမြင်ကွင်းကိုကြည့်ပြီးတော့အားလုံးကအံ့ဩသွားတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အရှိမတစ်ပင်ကြီးတွေကလဲကျနေတော့တာပေါ့လမ်းကလုံးဝပိတ်သွားပါတယ်ရွာသားတွေအားလုံးလည်းနွားလဲပေါ်ကနေဆင်းလိုက်ကြတယ် ဦးလေးဘလို့လုပ်ကြမလဲကျွန်တော်တို့အားလုံးပေါင်းရင်တော့မှတစ်ပင်တွေကိုဖယ်ထုတ်လို့ရမှာမဟုတ်ဘူး ဘာလို့လဲမသိပေမဲ့ဒီမှာစွာတစ်ခုခုရှိနေတဲ့အထက်နဲ့သမီးတို့ဒီနေရာနေပြန်သွားခွင့်မပေးတဲ့စွာမျိုးသူကသမီးတို့အားလုံးတောထဲကနေထွက်ခွင့်ပေးမှာမဟုတ်ဘူးဦးလေးအခုဘယ်လိုလုပ်ကြမလဲအစတွေကပွဲစီကြည့်ဖို့အတွက်မလာခဲ့တဲ့အောင်ဖျားရည်ကူညီဆောင်မပါအောင်နော်အဲ့ဒီချိန်မှာပဲမိုးချင်းလာတော့တယ်ပြီးတော့မိုးတွေကလည်းအရင်ကထက်ပိုသေးလာတော့တယ်တောကြီးထဲမှာအဝေးကနေလာနေတဲ့ခွေးတွေရဲ့ဦးတန်ကိုလည်းကြားနေရတော့တာပေါ့အဲ့ဒီအပြင်တစ်ပင်6တွေကနေလဲတစ်ကိုင်းတွေကကျိုးကျလာပါတယ်ရွာသူရွာသားတွေလည်းပို့ပြီးတော့ကြောက်လန့်နေကြတော့တာပေါ့ သားတို့အားလုံးမကြောက်ကြနဲ့အစင်ပြေပြေရွာကိုပြန်ရောက်စီရဦးလေးဒီနေရာဖြက်လန်းကိုတိအဲလန်းကနေရွာကိုသွားကြမယ်သားလေးတီဟာဒီမှာကြည့်စမ်းဦးလေးတို့အဲလန်းကနေသွားရင်ရွာကိုမြန်မြန်နဲ့ရောက်လိမ့်ဒါပေမဲ့ဦးလေးရဲ့အဲ့ဒါကတင်းညာကြီးလေဒါလောက်ကြောက်ဖို့ကောင်းတယ်မိုးရွာတဲ့ညမှာတင်းညာကြီးကနေဖြတ်သွားတာအစင်ပြေပါမလားဗျာတခြားရွေးချယ်စရာမှမရှိတော့တာသားလေးလည်းတွေ့တာအဲ့တစ်ပင်နေနဲ့ဘယ်လို့မှရှေ့ဆက်သွားလို့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဦးလေးပြောတဲ့လမ်းကနေပဲရွာကိုပြန်မှဖြစ်မယ်ပွဲစည်းကိုသွားရင်တော့ဘယ်တော့မှရွာကိုပြန်နိုင်တော့မှာမဟုတ်ဘူးနော်ကောင်းပြီဦးလေးအဲ့လမ်းကနေပဲသွားကြတာတလန်းသေရမှာသေချာနေပြီနောက်တလန်းသေရမှာမသေချာသေးဘူးဆိုတော့ကံကောင်းရင်လွတ်နိုင်သေးတယ်သေလန်းကိုရွေးလိုက်ရင်တော့လုံးဝလွတ်နိုင်မှာမဟုတ်တော့ဘူးသားပြောတာမှန်နေကဲအားလုံးနွားလေးကိုပြန်တက်ကြတော့ဦးလေးတို့တင်းကြရနေဖြတ်ပြီးတော့သွားကြမယ်ဘယ်သူမှမကြောက်ကြနဲ့ပြီးတော့ရှိသေးတယ်တင်းကြိုင်းနာဖြတ်နေရဲ့ချင်းဘယ်သူမှဘာမှမပြောကြနဲ့နော်အားလုံးတိတ်တိတ်လေးထိုင်နေရမယ်သွားကြစို့ အားလုံးကနွားလဲပေါ်မှာထိုင်လိုက်ကြတယ်ဦးလေးမင်းမောင်လည်းနွားလဲကိုတင်းချိုင်းဖက်လှည့်ပြီးမောင်းနေလာပါတယ်ညကပို့ပြီးတော့နှက်လာပါတယ်နွားလဲကလည်းတဖြည်းဖြည်းနဲ့တင်းချိုင်းရဲ့အနာကိုရောက်လာတော့တာပေါ့အခုချိန်นี้တောကြီးကကြောက်မက်ဖွယ်ကောင်းနေတော့မှကောင်းကင်ကြီးမှာလျက်စီးတွေကပိုပြေးတီပြေးရှောက်ပြေးနေတော့တယ်အဲ့ဒီအပြင်မိုးချင်းတန်တွေကြောင့်တောကြီးကပို့ပြီးတော့ကြောက်မက်ဖွယ်ကောင်းနေပါတယ်လျက်စီးရဲ့လက်တစ်ပြက်အလင်းရောင်နဲ့တင်းချိုင်းကိုမြင်နေရပါတော့တယ်တင်းချိုင်းရဲ့အဝမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်မှာတယောက်ယောက်ကရက်ပြီးလက်ရက်ခေါ်နေတယ်လို့ပါတစ်ကိုင်းကြောက်တွေကလည်းအောက်ကိုပြုတ်ကျနေတယ်တင်းချိုင်းရဲ့နေရန်ကလည်းအကွဲနေကြော့တာပေါ့အဲ့ဒီချိန်မှာပဲလေကရုတ်တရက်ဆိုသလိုအေးဆက်လာပါတယ်နွားလေကတင်းချိုင်းကိုရောက်တဲ့ချိန်မှာအားလုံးကတိတ်ဆိတ်သွားပါတယ်ရုတ်တရက်တင်းချိုင်းရဲ့အထက်ကနေအခေါင်းအဖုံးဖွင့်တန်ကိုကြားရပြီးတော့ကောင်မလေးတယောက်ရဲ့ညီးတန်ကိုကြားရပါတယ်ဒါဘလို့တန်ကြီးလဲကြည့်ရတာအတန်ကတင်းချိုင်းနေကနေဆန္နာရဲ့ကြောက်စိတ်ကိုရှော့ချဖို့အတွက်ဒီဟာသူ့ရဲ့တတွေးကိုမြုပ်ချပြီးပြောလိုက်ပါတယ်ကြည့်ရတာလေတိုက်တာဖြစ်လောက်တယ်လေကြောင်တစ်ခုခုပြုတ်ကျတာဖြစ်မင်းဒါပေမဲ့အားလုံးရဲ့နှလုံးခုန်နှုန်းကမြင့်တက်လာတော့တာပေါ့ရုတ်တရက်ဆိုသလိုပဲနွားလက်အရှိကိုမီးအိမ်လေးကင်ထားတဲ့အဖွားအိုတယောက်ကရောက်လာပါတယ်သူ့ရဲ့မီးအိမ်လေးကနေမီးမမိန်လင်းနေတော့တာပေါ့မျက်နှာတွေကဖြူဖြော့နေပြီးတော့မျက်လုံးတွေကချိုင်ပြီးဝင်နေပါတယ်အဖွားအိုရဲ့မျက်လုံးကလျှို့ဝှက်ချက်တွေအများကြီးကိုဖော်ပြနေတော့တာပေါ့အဲ့ဒီအဖွားအိုကိုကြည့်ပြီးတော့နွားတွေကရက်သွားတယ်လုံးဝအရှိမတိုးတော့ပါဘူးဘယ်ကိုသွားနေကြတာလဲရွာကိုပြန်သွားကြမလို့ပါ ။ကြလောက်ညာဘက်ကြီးတောထဲမှာပါလာလောက်ကြတာလေကွယ် အဲ့ဒါကတခြားရွာရဲ့ပွဲစည်းကိုတွားကြည့်မလို့တွားနေတာ
လမ်းတော့မှမိုးရွာတာနဲ့ရွာကိုပဲပြန်လှည့်လာလိုက်ကြတာ ပွဲစီသွားဖို့ဟတ်လားမိုးရွာတဲ့ညမှာဒီတော်ရဲကနေဘသူမှအပြင်ကိုထွက်သွားနိုင်ကြတာမဟုတ်ဘူးဆိုတာသိရမလား ပြီးပါလေဗျာတောထဲမှာမိုးရွာတဲ့ညဆိုဝိညာဉ်တွေရှောက်သွားတယ်ဆိုပဲအဲ့ဒါကြောင့်လေပြန်သွားနေရလေ ဘာလို့ပြန်သွားမှာလဲပွဲစီကြီးဖို့လာတာမှတ်လားကြီးဖြစ်အောင်ကြည်သွားကြလေအတော်သားတို့အရန်လုံခြုံတဲ့လန်တလန်ပြောပြပေးမယ်ဒီလန်းနေသွားလိုက်ဒီလန်းကသွားရင်ဟိုတိုးတဲ့ကိုလုံးဝရောက်မှာမဟုတ်ဘူးပွဲစီကိုတန်းရောက်သွားလိမ့်မယ်လုံးဝလုံလုံခြုံခြုံနဲ့ရောက်သွားလိမ့်မယ်ဦးလေးရေအဖွားပြောတာလဲမှန်တာပဲသမီးတို့အဝေးကြီးကိုရောက်နေပြီပဲဆိုတော့ပွဲစီကိုသွားကြည့်ကြရအောင်လေ ဆန္ဒကြီးစင်ပြေပါမလားကို့တင်ရွာကိုပြန်လာပဲကောင်းလိမ့်မယ် မပြန်ရင်ဦးဖေတားပွဲစီကြည့်ရှင်သေးတယ်တွားကြရအောင်နော်ပွဲစီကြည့်ရှင်လို့ပါ ဒီနောက်မှာဦးလေးမင်းမောင်ကအဖွားအိုပြောတဲ့အတိုင်းပဲသွားလိုက်တော့တယ်အဲ့ဒီအဖွားအိုရဲ့မျက်နှာကပျော်ရွှင်မှုတွေနဲ့တောက်ပလာပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့အတန်နဲ့ရှီလိုက်ပါတယ်နွားလေးကတဖြည်းဖြည်းနဲ့ရှေ့ဆက်ကိုရောက်လာတယ်တလန်းလုံးကလုံးဝတိတ်ဆိတ်နေတော့တာပေါ့မောင်မဲနေတဲ့ချိန်လမ်းစုံလမ်းကွာတွေကလည်းအများကြီးရှိနေပြီးတော့မိုးကလည်းတစ်ဖြိုက်ဖြိုက်ရွာသွန်းနေပါတယ်အရာအလုံးကကြောက်မက်ဖွယ်ကောင်းနေတော့တာပေါ့လမ်းတစ်လျှောက်လုံးမှာတယောက်ယောက်ကအနောက်ကနေလိုက်လာနေတယ်လို့ခဏခဏခန်းစားနေရတယ်တောရဲကနေခွေးဟူတန်တွေတကိုင်းကျိုးကြတန်တွေကိုအဝေးကနေကြားနေရပါတယ်အရှင်းကိုရောက်လာတဲ့အချိန်မှာတော့အလင်းရောင်တွေနဲ့ပုံတီးတန်တွေကြားလာရပါတယ်အားလုံးကဝမ်းသာသွားကြတယ်ဒါပေမဲ့ပွဲစည်းမှာပါကြုံရမလဲဆိုတာကိုသူတို့တစ်ခါမှစိတ်ကူးကြည့်မိလောက်မယ်မထင်ပါဘူး အဖေပွဲစီကိုရောက်လာပြီနဲ့တူတယ်ဝါပြောဖို့ကောင်းတော့မှာပဲတားတော့ရုပ်တွေအများကြီးဝယ်ပြင်းမှာမြန်သွားကြအောင်လေနော် ကျမတို့အရင်ဆုံးထီးတစ်ချောင်းဝယ်မယ်မိုးကတညလုံးမရက်မနာပဲရွာနေရလေကျမတို့အားလုံးလဲဆူရွှဲနေကြပြီထီးဝယ်မှာပဲမိုးတန်နေလွတ်မြောက်နိုင်ပါ ကောင်းပြီ အားလုံးကနွားလဲပွားနေစင်းပြီးဈေးပွဲတော်ရောက်လာကြတဲ့ချိန်မှာအားလုံးကမှင်သက်သွားတယ်ဘာလို့လဲဆိုတော့ဈေးပွဲတော်တစ်ခုလုံးမှာသူတို့ကလွယ်ပြီးဘယ်သူမှမရှိပါဘူးဆိုင်တွေကဖွင့်ထားပေမဲ့ဆိုင်ပိုင်ရှင်မရှိပါဘူးတလန်းလုံးကိုမီးတွေနဲ့အလှဆင်ထားပေမဲ့မီးရောင်ကအနီရောင်ဖြစ်နေပြီးထူးဆန်းနေပါတယ်ဒါကဘလို့ပွဲစည်းလဲဒီမှာဘယ်သူမှလည်းမရှိဘူးလူလည်းမရှိဘူးစီကားတိုက်မြိုက်ပြီးစူညမ်းနေလည်းမရှိဘူးမဟုတ်မှလွယ်ရောနေရမှားလာလားမသိဘူးနော် ဦးလေးဒါရီကဘာရီလဲကြည့်ပါဦးလားစံနေမှာလဲထူးဆန်းတဲ့ပစ္စည်းတွေထားရတယ်လူရိုးကောင်းနေနဲ့ရှေ့ကလူတွေသုံးတယ်ဖျောင်းနိုင်တယ်ဒါရီကိုကြည့်ရတာမသိရင်တခြားလောကကြီးကိုရောက်လာတဲ့အတိုင်းပဲနော် ဦးလေးသမီးကတော့ကြောက်တယ်ဒီမှာဘယ်သူမှမရှိပေမဲ့တယောက်ယောက်ရှိနေတယ်လို့ခံစားနေရတယ်ပြီးတော့သမီးတို့ကြည့်နေကြတဲ့အတိုင်းဒါပေမဲ့ဘသူ့မှလည်းမတွေ့ရဘူးဦးလေး ဟုတ်တယ်သမီးတို့ဒီမှာဆိုင်ပိုင်ရှင်ရဲရှိလို့လူတွေလည်းစီကားနေကြတာဦးလေးတို့မတွေ့နိုင်တာပဲရှိတယ်ဒါကတရေတွေရဲ့ပွဲစည်းလေဦးလေးကသူတို့ကိုမတွေ့ပေမဲ့သူတို့ကဦးလေးတို့ကိုတွေ့နိုင်တယ်လေဦးလေးတို့တော့ထောင်ချောက်ထဲမှာပိတ်မိသွားတယ်တွဲရအောင်ဒီကနေတိတ်တိတ်လေးနွားလေးရှိရအောင်တွားကြစို့ သူတို့အားလုံးလည်းနွားလည်းရှိအောင်သွားတဲ့အချိန်မှာသူတို့အရှိကနေအရှိမဲကြီးတစ်ခုကဖြတ်သွားလိုက်ပါတယ်သူတို့အားလုံးလည်းကြောက်လန့်သွားတာပေါ့ ခုနဒီရှိရနေရောက်ရောက်ဖြတ်သွားတယ်ခင်းနေကျွန်တော်တင်ဒီကနေဘယ်သူမှလွတ်နိုင်မှာမဟုတ်တော့သူတို့ရဲ့ဂိမ်းပွဲကစပြီထင်တယ် ရှင်ကလည်းမချောက်ပါနဲ့ရှင်ဖះကိုယုံကြည်ထားပါကျမတို့အားလုံးရွာကိုဘေးဒုက္ခမရောက်ပဲပြန်ရောက်ပါစေလို့ပဲဆုတောင်းအဲ့ဒီချိန်မှာသူတို့အားလုံးရဲ့အနောက်ကနေလူတချို့ရဲ့အတန်ကိုကြားလိုက်ရပါတယ်သူတို့အားလုံးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာသူတို့အရှိမရှိတဲ့မြင်ကွင်းကိုကြည့်ပြီးတော့ကြောက်လန့်သွားကြတယ်ပွဲစည်းတစ်ခုလုံးကလူတွေနဲ့ပြည့်နေတော့တာပေါ့ဆိုင်တိုင်းမှာလည်းလူတွေရှိနေပါတယ်ဒါပေမဲ့အဲ့ဒီကလူတွေအားလုံးကလူတွေမဟုတ်ကြပါဘူးတချို့လူတွေကအရန်ကိုထူးဆန်းနေပြီးတော့တချို့ကကဝေမတွေစုံမတွေဖြစ်ကြတယ်သူတို့အားလုံးကလေလွင့်နေတဲ့ဝိညာဉ်တွေဖြစ်ကြတော့တာပေါ့ရုတ်တရက်ကြီးအဲ့ဒီဝိညာဉ်တွေအားလုံးကကွယ်ပြောက်သွားတော့တယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့အားလုံးလည်းထိတ်လန့်ပြီးနွားလက်ရှိရာကိုအမြန်ပြေးသွားလိုက်ကြတယ်အနောက်ကိုပြန်လဲကြည့်လိုက်တဲ့ချိန်မှာတော့အံ့ဩသွားကြပြန်တယ် ဖះကြီးဦးလေးဒါကဘလို့ပွဲစည်းလေကျွန်တော်ဘလို့လုပ်ကြဒီကနေဘလို့လွတ်မြောက်အောင်ပြေးကြမလဲဒီကခုနဦးလေးတို့မြင်ခဲ့တာအားလုံးကအမှန်တည်းကြီးပဲသူတို့အားလုံးကဦးလေးတို့ရဲ့ဘေးပတ်ပတ်လည်မှာရှိနေကြဦးလေးတို့မမြင်ရတာပဲရှိသူတို့ကဦးလေးတို့ကိုဒီကနေထွက်သွားခွင့်ပေးမှာမဟုတ်ဘူးဒါဆိုကျွန်တော်တို့ဘလို့လုပ်ကြတော့မလဲဦးလေးလည်းစဉ်းစားလို့မရတော့တင်းချိုင်းသားမှာတွေ့လိုက်တဲ့အဖွားကတေချာဘောဝိညာဉ်ပဲဖြစ်လိမ့်မယ်ဒါကြောင့်ဒီကိုတမင်လမ်းညွန်ပေးလိုက်တာ
ဒီနေရာလွတ်သွားမှာပဲအသက်ရှင်လိုက်မယ်မဟုတ်ရင်ဦးလေးတို့အားလုံးသေကြရလိမ့်မယ်ဒါပေမဲ့လည်းဦးလေးတို့အရှုံးပေးလိုက်လို့မဖြစ်ဘူးစူးစမ်းနေမှာဖြစ်မယ်မြန်မြန်လေးနွားလေးပေါ်တက်တော့ဒီကနေတွားရအောင် သူတို့အားလုံးကအဲ့ဒီနေရာကနေထွက်သွားပြီးတော့တောရဲကနေရာတော်တော်များများသွားပြီးတဲ့နောက်မှာအဲ့ဒီပွဲစီရှိတဲ့နေရာပဲပြန်ရောက်လာတယ်ဒီလိုမဖြစ်တဲ့ဦးလေးသမီးတို့ဘလောက်ပဲပတ်နောက်ဆုံးဒီနေရာပဲရောက်လာတယ်အခုဘယ်လိုလုပ်ကြမလဲယင်လွတ်မြောက်နိုင်မဲ့နေလည်းမရှိတော့ဘူးလားဦးလေးရဲ့ နီလန်တစ်ခုတော့ရှိတယ်မိုးတိတ်သွားရင်တော့အားလုံးအဆင်ပြေသွားလိမ့်မယ်မိုးတိတ်သွားရင်ဝိညာဉ်တွေအားလုံးနဲ့ကွယ်ပြောက်သွားလိမ့်မယ်ဘာလို့ဆိုသူတို့ကမိုးရွာမှာပေါ်လာကြတာလေအဲ့ဒါကြောင့်လန်တူကမှမိုးဆရွာတဲ့အချိန်ဦးလေးကြောက်လန့်နေခဲ့တာ ရုတ်တရက်ကြီးဖြစ်ပျက်လာတဲ့အရာကအိမ်မက်ဆုံးထက်တောင်ဆိုးရွားနေပါတယ်ဘေးပပတ်လေကနေကြောက်ဖို့ကောင်းတဲ့ဝိညာဉ်တွေကသူတို့ရဲ့နွားလဲကိုဝိုင်းလိုက်ကြပါတယ်တဖြည်းဖြည်းနဲ့သူတို့ရဲ့အနာကိုရောက်လာကြတယ်သူတို့ရဲ့မျက်လုံးတွေကဒေါသတွေမုန်းတီးမှုတွေစာလောင်မှုတွေနဲ့ပြည့်နှက်နေပါတယ်သူတို့အားလုံးကကြောက်မက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြည်နေကြပါတယ်ဦးလေးမင်းမောင်နဲ့တူကျန်တဲ့သူတွေအားလုံးပါအသက်ရှင်နိုင်သေးတဲ့မျောလင့်ချက်ကိုလက်လွတ်လိုက်ကြပါတယ်အခုတော့သူတို့အသက်မရှင်နိုင်တော့ဘူးလို့လက်ခံလိုက်ကြပါတယ်အဲ့ဒီဝိညာဉ်တွေကသူတို့ကိုရန်ပြူဖို့လုပ်နေတဲ့အချိန်မှာပဲရုတ်တရက်မိုးကတိတ်သွားပါတယ်မိုးတိတ်သွားတာနဲ့အမျှအဲ့ဒီဝိညာဉ်တွေအားလုံးကပျောက်ကွယ်သွားပါတယ်နောက်တော့အရာအားလုံးကပုံမှန်တိုင်းပြန်ဖြစ်သွားတယ်အားလုံးကလည်းတပ်ပြင်းကိုချပြီးအသက်ကိုပြင်းပြင်းရှူလိုက်ကြတော့တာပေါ့ဒီနောက်မှာနွားလေအမြန်ဆုံးမှပြီးအဲ့ဒီနေရာကနေထွက်သွားလိုက်ကြပါတယ် ဖျားကြီးကျေးဇူးတင်ပါတယ်အခုချိန်ထိဘယ်သူကမှဒီမိုးရွာသွန်းတဲ့ညကိုမကြော်လွှားနိုင်ခဲ့ဘူးဦးလေးတို့အပေါ်မှာဖျားကဘာကြောင့်တက်ညာပေးလိုက်လဲတော့မသိပေမဲ့ဒီနေ့တော့အဲ့ဒီမိုးရွာသွန်းတဲ့ညကိုကြော်လွှားနိုင်ပြီးတော့အစင်ပြေပြေနဲ့သွားလာနိုင်ခဲ့တယ်မိုးနောက်တစ်ခါမရွာခင်ဒီတိုးတွေကအမြန်ဆုံးထွက်မှဖြစ်လိမ့်မယ် ဦးလေးရဲ့ဒီကနေ့အမြန်ဆုံးသွားရအောင်နော်ဒါပေမဲ့ကြိမ်ပြောပါတယ်ဦးလေးရဲ့ဒီတော့ရဲ့တရေပွဲဆေးကိုတော့ဘတော်မှပြန်မလာတော့ကြောက်သွားပြီဟုတ်ကဲ့ပါရှင်ဇလန်လေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ်အမတို့ရဲ့ခင်ခင်ကာတွန်း channel အသစ်လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်ဗီဒီယိုသစ်တင်တိုင်းမှာသိအောင်လို့လဲ notification လေးကိုလည်းတစ်ခါလေးနှိပ်ခဲ့ပါရှင်အားလုံးကျေးဇူးတင်ပါတယ်နော်